တက်သားလို့စင်မပြေတော့ဟာကြိုက်တယ်ပြီဘာလို့ကြိုက်ရတယ်စဉ်းစားများတော့ ဟိုအဆက်တွေပါနေဆိုရင်ကြောက်တဲ့ထဲမှာပါတယ်ဒါပေမဲ့လေlive stream မှာလာပြီးအားပေးနေတဲ့ fan တချို့ပါဘောနော်ဒါ spicy ကစားပြခိုင်းနေတယ်ဆိုတော့ကိုကလည်း fan ခင်နေသေးရမလား fan ချစ်တယ်ဗောဗျာ fan ချစ်တယ်ဗော fan ချစ်တော့အဲ့တော့ spicy စားရပေါ့လန့်တော့လန့်နေတယ်နှစ်ထုပ်ဝယ်လာအဲ့တော့ spicy စားပြပါမယ်နော်ခုလောဆယ်တော့ဒီမှာဦးနဲ့ပြုတ်လိုက်ခုတ်လိုက်အောင်မယ်နော်ဒါကြီးတို့ပြီးရင်သုံးရ စတင်းလေးကိုအရင်တောင်းတယ်နော်စတင်းကတော့မရှိမဖြစ်ပဲတကယ်ကြိုက်တာပေါ့နော်စတင်းကတော့ဟိုကဲတောက်ကြပါအောင်အရင်တိုက်ပါတယ်အဲ့ဖူးဘလော့ကမဟုတ်တော့ဖူးဘလော့ကမဟုတ်ဘူးနော်တိုက်လို့ရှယ်ရစပိုက်စီကဟိုနှစ်ထုပ်ပြရလားနှစ်ထုပ်ကိုအများကြီးရမှာဘယ်ဦးကနှလုံးအဲ့တော့ထွေးမစားသေးနော်ထွေးမစားသေးဒါပဲကြိတ်တော့မယ်စပိုက်စီတစ်ခါလားနှစ်ခါပေါ်လာတော့စားဘူးလေဒါပေမဲ့အခုကမစားတော့ကြပြီအေးတူကန်ခက်ကြွနေဟုတ်နေမယုံဘူးပဲမယုံဘူးဗျာနေနေတဲ့အချိန်မှာအနမ်းနဲ့ဗျာတေကြရစားနေဗျာတော်ဆက်တယ်ဗျာစားဘူးလေညဆိုတော့စားကြပါဦးအရင်ကျွေးပါတယ်ဒိတ်တယ်မရှိရတယ်လာပြောင်းနေနဲ့မဟုတ်တာနဲ့လာပြောင်းနေနဲ့စားလိုက်ပါဦးနော်ဟောသူမကြိုက်တော့ဘူးဘာမှထူထူအရသာတော့မရှိဘူးကွာနည်းနည်းပူဆက်ပုံစံလေးပဲဗျာတိုက်နှစ်စုံတင်တော့နည်းနည်းလေချောင်းပူသွားပြီနေမကောင်းတဲ့လူတွေပါလေဆိုရင်စားနေတယ်ပါဗျာဖန်လေးရဗျာတခြားတောင်းဆိုပါစပိုင်စားပြခိုင်းတယ်ရေးရစက်ပဲဒီမှာပါကျွန်တော်ရဲ့ channel ပါတွေ့လားမသိဘူး subscribe ပါတွေ့လားမသိဘူး 6.5 ဟုတ်လား6.55ပေါ့နော်6.55subscribe က9000ပြည့်တော့မနော်9000ပြည့်ဖို့အတွက်450လောက်ပဲလို့တော့ဆိုတော့ subscribe နေကြပါစက်ကြုံလိုက်ပါမယ်ဟောကြိုက်တယ်ပြီဘာလို့ကြိုက်ရတယ်စဉ်းစားများတော့ဟိုတက်သားလို့စင်မပြေတော့အဲ့ဒါကိုမကောင်းတော့ဘူးပါနော်တော့လာပဲကောင်းဆိုနှစ်ထုပ်ဆိုနည်းနည်းလေးများပါတယ်ဗျာတစ်ထုပ်လောက်ပဲဝယ်ရမှာကိုအထင်ကြီးကုန်မယ်ထင်တာခုတော့စင်ပြီးတော့ဆိုတော့တက်တာပါညလိုက်လိုက်ဆွေးရှိပါလားကြည့်လို့ရပါတယ်နော်